ကျမရဲ့ The Leaf Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမဒီနေ့ဖတ်ပြခြင်းတဲ့အကြောင်းအရာလေးကတော့စာရေးဆရာကြီးအန်တွန်ချက်ကော့ရဲ့လောင်းကြီးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြခြင်းပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။လွန်ခဲ့သော15နှစ်ခန့်ကမိုးရတဲ့ညတညမှာချမ်းသာကြွယ်ဝတဲ့ဗန်တရေကြီးတစ်ဦးဟာဧကန်ပွဲတစ်ခုကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲမှာဧည့်သည်တွေဟာတေတံနဲ့တသက်တကြွဘယ်ဟာကပိုဆိုးတယ်လဲဆိုတာအငင်းပွားကြပါတယ်။ဗန်တရေကြီးကတေတံကပိုမြန်တယ်တသက်တကြွကလူကိုတဖြည်းဖြည်းချင်းနှိပ်စက်တတ်တာလို့ယူဆပါတယ်။ဒါပေမဲ့ပွဲတက်လာတဲ့အသက်25နှစ်ရွယ်ချစ်နေလေးတယောက်ကတော့ဘယ်လိုပဲဖြစ်ဖြစ်အသက်ရှင်နေရတာတေတာတက်ပိုကောင်းပါတယ်။ဘာမှမရှိတဲ့ကျွန်းပေါ်မှာနေရတာကတေရတာထက်ပိုမြတ်ပါသေးတယ်လို့ပြန်ပြောခဲ့ပါတယ်။ဒီနေရာမှာတထေးကြီးကဒေါသထွက်ပြီးလောင်းကြီးထပ်ပါတယ်။မင်းတကယ်လို့အခန်းချင်းထဲမှာတယောက်တည်း9နှစ်နေနိုင်ရင်ငါမင်းကို2 သန်းပေးမယ်လို့ဆိုပါတယ်။ရှင်းနေလေးကစိန်ခေါ်မှုကိုလက်ခံယုံတယ်မကပဲ9နှစ်မဟုတ်ဘူး15နှစ်နေပြမယ်လို့တိုးပြီးလောင်းကြီးထပ်လိုက်ပါတယ်။သဘောတူညီချက်အရရှင်းနေလေးဟာတထေးကြီးရဲ့ခြံဝင်းထဲကအခန်းငယ်လေးတစ်ခုထဲမှာ15နှစ်တိတိအချင်းဆန်ရပါမယ်။လူနဲ့လူချင်းမတွေ့ရစကားမပြောရပြတင်းပေါက်ကနေတစ်ဆင့်စားအုပ်တွေစားရေးကိရိယာတွေစံတရားတီးတာနဲ့ဝိုင်းတောက်တာတွေကိုတော့တောင်းဆိုခွင့်ပြုပါတယ်ပထမနှစ်မှာတော့ခြေနေလေးရအထီးကျန်မှုတန်းကိုခန်းစားရပြီးစံတရားတီးတာစားအုပ်အပေါ်စားတွေဖတ်တာနဲ့အချိန်ကုန်ဆုံးပါတယ်အလဲပိုင်းနှစ်တွေများကြတော့သူဟာဘာသာစကားမျိုးစုံအတွေ့အခေါ်သမိုင်းနဲ့သိပ္ပံပညာရပ်တွေကိုအသေးအတန်လေ့လာပါတယ်နောက်ပိုင်းမှာဘာသာရေးနဲ့ခရစ်ယာန်ကျမ်းစာတွေကိုနှစ်ပေါင်းများစွာဒီဇိုင်းမတ်ဖတ်ရှုခဲ့ပါတယ်။နောက်ဆုံးနှစ်များမှာတော့သူဟာစာအုပ်ပေါင်းစုံကိုဖတ်ရှုပြီးလောကကြီးရဲ့အမှန်တရားကိုရှာဖွေခဲ့ပါတယ်။လောင်းကြီးပြေးဖို့ရက်မစိမီတည15နှစ်ပြေးဖို့တရက်အလိုမှာတန်တထေးကြီးဟာထိတ်လန့်လာပါတယ်။သူဟာအရင်လိုမချမ်းသာတော့ပဲစီးပွားပြတ်နေတာကြောင့်မနှက်ပြန်မှာခြေနေလေးကိုငွေ2 သန်းပေးလိုက်ရရင်သူဘုံဘုံလဲသွားတော့မှာဒါကြောင့်တထေးကြီးဟာညတကားရန်ချိန်မှာခြေနေလေးကိုတက်ပစ်ဖို့အခန်းထဲကိုတိတ်တဆိတ်ဝင်သွားပါတယ်အခန်းထဲရောက်တော့ခြေနေလေးကအယိုးပေါ်အရင်တင်ဘဝနဲ့စပွဲမှာအိပ်ပျော်နေတာကိုတွေ့ရပါတယ်သူ့ဘေးမှာစာတစ်စောင်ရေးထားပါတယ်အဲ့ဒီစာထဲမှာခြေနေလေးကအခုလိုရေးထားပါတယ်ငါမင်းတို့ရဲ့ငွေတွေကိုမုန်းတယ်မင်းတို့တန်ဖိုးထားတဲ့လောကီစည်းစိမ်တွေအလားအပတွေကအမားတွေပဲ15နှစ်လုံးစာအုပ်တွေဖတ်ရင်ငါဟာတောင်တက်ခဲ့တယ်ပင်လယ်ဖြတ်ခဲ့တယ်နတ်သမီးတွေနဲ့စကားပြောခဲ့တယ်အမှန်တရားကိုတွေးခဲ့တယ်မင်းတို့ရဲ့ငွေ2 သန်းကိုငါထက်တလဲလဲမုန်းဒီကြောင်ပြသတဲ့အနေနဲ့ငါဟာ15နှစ်ပြည့်ဖို့9မိနစ်အလိုမှာဒီအခန်းထဲကနေထွက်သွားပြီးလောင်းကြီးကိုအချုံးပေးပါတယ်လို့ရေးထားပါတယ်တရေကြီးဟာစာကိုဖတ်ပြီးကိုချက်ရွံ့သွားပါတော့တယ်။သူဟာခြေနေလေးကိုမတတ်တော့ပဲအခန်းထဲကပြန်ထွက်လာခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကင်းဆောင်တွေကခြေနေလေးဟာသတင်းပေါက်ကနေခိုးထွက်ပြီးထွက်ပြေးသွားပြီဖြစ်ကြောင်းသတင်းလာပို့ပါတယ်။တရေကြီးဟာခြေနေလေးရေးခဲ့တဲ့စာကိုယူပြီးနောင်တတွေနဲ့အတူဗီဒီယိုထဲမှာတင်စီထားလိုက်ပါတော့တယ်။လူတွေတန်ဖိုးထားတဲ့ရုပ်ဝတ္ထုပစ္စည်းတွေငွေကြေးတွေတက်စိတ်ဝိညာဉ်လွတ်မြောက်မှုနဲ့အသိပညာဟာပိုပြီးအရေးကြီးကြောင်းကိုဒီဝတ္ထုလေးကနေဖော်ပြသွားပါတယ်ရှင်။အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။